မင်္ဂလာပါ PPT Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အခုတခါပြန်လည်ပြပြပေးချင်တာကတော့လေမဖြတ်အောင်ကြိုတင်ကာကွယ်လို့ရမယ်နီလန်လေးတဲ့ဟာတစ်ခုဖြစ်တဲ့ဓာတ်စာလေးတစ်မျိုးကိုပြပြချင်ပါတယ်အိမ်မှာအလွယ်တကူလှုပ်ရှားလို့ရပြီ2 လတစ်ကြိမ်လောက်မှတစ်ခါပြုလုပ်လို့ရတဲ့အတွက်မိတ်ဆွေများအတွက်အပန်းမကြီးစေမဲ့နီလန်ကောင်းလေးတစ်ခုဖြစ်ပါတယ်သွေးတိုးစီးကြိုသမားများပို့ပြီးတော့စားသုံးသင့်ပါတယ်ပို့ပြီးဖြစ်နိုင်ခြေများတဲ့လေဖြတ်ခြင်းကိုကာကွယ်ပေးပါတယ်အဝင်ပစ္စည်းလေးတွေကတော့ရိုးရှင်းလွယ်ကူပါတယ်ငပြောသည့်ဖီကြံအနီးနားမှာအမြဲတမ်းရရှိနိုင်တဲ့ရှောက်ရွက်ဝါးနဲ့လှုပ်ထားတဲ့ဝါးနှီးလေးတွေရှင်ရင်ကိုအဆင်ပြေပါပြီနော်ပုတ်ပုံလေးကတော့ပုံမှာပြထားတဲ့အတိုင်းငပြောသီးကိုအခွန်ခွာပါမယ်ပြီးရင်အဲ့ဒီအခွန်ခွာထားတဲ့ငပြောသီးမှာရှောက်ရွက်လေးကိုပတ်ပြီးတော့အခွန်ပြန်ပိတ်ပြီးနှီးလေးနဲ့ပြန်စီးထားပါမယ်ဝါးနှီးလေးဖြစ်ဖို့တော့လိုအပ်ပါတယ်တခြားသရေပင်တို့ပလတ်စတစ်ကြိုးတို့နဲ့တော့မပတ်ပါနဲ့မိမိတို့အိမ်မှာရှိတဲ့လူကြီးအလိုက်ကြိုတင်ကာကွယ်ဖို့လှုပ်ရှားလို့ရပါတယ်မင်းကတော့2 ဦးတည်းစားမှမို့လို့နှလုံးလောက်ပဲလှုပ်ထားပါတယ်သူက2 လလောက်မှတစ်ချိန်စားပေးရုံနဲ့အဆင်ပြေပါတယ်ပြီးရင်တော့ပေါင်းအိုးလေးကိုရေထည့်ပြီးတော့အပေါ်မှာပါတဲ့ပေါင်းခံစကားလေးတွေကိုငပြောသီးထည့်ပြီးတော့ပေါင်းပေးပါမယ်အိမ်မှာအလွယ်တကူရှိတဲ့ထမင်းပေါင်းအိုးလေးနဲ့ပဲလုပ်လို့ရပါတယ်ပေါင်းအိုးတွေကိုရေလေးလက်20-30လောက်ထည့်လို့ရပါတယ်အောက်ကနေပေါင်းခံမှုအတွက်ရေလက်20-30လေးထည့်ရင်အဆင်ပြေပါတယ်ပြီးရင်အခုလိုမျိုးပုံမှာပြထားတဲ့အတိုင်းပေါင်းခံစကားလေးကိုထည့်ပြီးတော့အဖုံးပိတ်ပြီးနာရီဝက်လောက်ပေါင်းထားရုံနဲ့လုံလောက်ပါတယ်ပေါင်းထားတဲ့ငပြောသီးလေးရပြီဆိုရင်တော့ဒီလိုအယောင်လေးဖြစ်သွားပါတယ်နည်းနည်းညူသွားပါတယ်မိနစ်30ပြည့်သွားတဲ့အခါ10ယူပြီးသုံးဆောင်လို့ရပါပြီနော်ငပြောသီးမှာပါတယ်ရှောက်ရွက်ကောငပြောသီးရောကိုအကုန်ဝါးစားရပါမယ်ငပြောသီးတွေကိုရှောက်ရွက်ကအခါဓာတ်လေးတွေစိမ့်ဝင်သွားတဲ့အတွက်ငပြောသီးကနည်းနည်းတော့ဖန်တဲ့အရသာလေးဖြစ်သွားပါလိမ့်မယ်အရသာအရင်မဆိုးပါဘူးရှင်ဒါကိုလေဖြတ်ပြီးသားလူနာများစားသုံးပေးပါက2 လလောက်နေ့စဉ်စားသုံးပေးရင်တိတိတတ်တာထူးခြားတိုးတက်တာကိုတွေ့ရပါလိမ့်မယ်လေမဖြတ်ခင်ကြိုတင်ကာကွယ်ခြင်းနဲ့ဆိုရင်တော့2 လတစ်ကြိမ်လောက်စားပြီးရုံနဲ့လုံလောက်ပါတယ်ရှင်ဒါလေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်ဆိုရင် like and subscribe လေးနဲ့မျှဝေပေးပါကုသခြင်းထက်ကြိုတင်ကာကွယ်ခြင်းဟာပိုပြီးအကျိုးဖြစ်ထွန်းစေပါတယ်ရှင်ဒါကြောင့်အိမ်တွင်မခက်ခဲတဲ့စေနီလေးတွေကိုအမြဲမျှဝေပေးသွားပါမယ်နော်နောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြပါမယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်